ထိုနေ့နေခင်းမ၌အရေးအာဝါဒကောင်းစွာရသောဘုံကြီးကျောင်းတွင်ရှိကော့ကိုပင်ကြီးအောက်ကကိုရင်ငယ်များစာချက်စာအံကြသောပင်စီပတ်လေကွပ်ပစ်ကြီးပေါ်တွင်ကိုရင်နန္ဒီယနှင့်အတူခိုင်မြဲထွန်းစကားပြောနေတယ်။ကိုရင်ကအခေါ်လွတ်လိုက်၍ခိုင်မြဲထွန်းရောက်လာရခြင်းဖြစ်တယ်။ကိုရင်နန္ဒီယသည်ခိုင်မြဲထွန်းအား၎င်းစီရင်ထားသောလက်ဖက်တို့ကိုဝါးစီတယ်။ခိုင်မြဲထွန်းလည်းကိုရင်နန္ဒီယပေးသောလက်ဖက်ကိုတစိမ့်စိမ့်ဝါးတယ်။ယင်းစီရင်လက်ဖက်သည်တာမန်ယောဂါဆိုပါကလက်ဖက်ရတာရှိမည်သူတစ်ပါးပြူစားတာမှန်လျင်ချိုးတယ်စုံဖန်းစားလျင်လွန်စွာခါမီနတ်ဖန်းစားလျင်စိတ်နဲ့တော်သူတစီဘုတ်ဖန်းစားလျင်ချင်းလေတယ်ဂျိုမာဒရာဖန်းစားလျင်ဖန်သည့်သဘောမှရှိတယ်တေမီအနာမှန်လျင်အော့အန်လေတယ်ရှေးသမားသုံးအစီရင်လက်ဖက်ဖြစ်လေတယ်လက်ဖက်ကြောင့်အခြားဆိုးကျိုးကိုမဖြစ်စေခိုင်မဲထွန်းကဝါးနေရင်ပစောင်ကျင်းရန်ဖြင့်မျက်နာကိုရှုံပိတ်ကဝါလက်စလက်ဖက်တို့ကိုထွေးထုတ်ပြစ်လိုက်ပြီးကိုင်းလက်ဖက်ကလည်းတန်မြာသီးဝါးသလိုပဲချင်းလိုက်တာဗျာတော်ပြီတပည့်တော်မစားကျင်တော့ဘူးလက်ဖက်ခွက်ကိုကိုရင်နန္ဒီယဘက်ကိုပြန်ထိုးပေးတယ်ကိုရင်ကလက်ဖက်နှဲငယ်ကိုယူပြီးဝါးကြည့်တယ်လက်ဖက်ရတာခါတက်တက်လေးရှိသည်မှာပခိုင်မြဲထွန်းပြောသလိုနဲနဲမှမချင်းမေကိုရင်နန္ဒီယပြုံးနေစိတ်ထဲကလည်းဒီကောင်တော့တာမန်ဖျားနာတာမဟုတ်တော့ဘူးဖုံးတစီတကောင်ကပြူစားတာကိုခံရပြီပဲဟုအတက်သိလိုက်လေတယ်သို့တော်လဲကိုရင်သည်ခိုင်မြဲထွန်းကိုပေါ်၌မိသည့်အပကောင်ကိုမျှမြင်တွေ့ရခြင်းမရှိလျာတေချာအောင်ပရိရဲ့သုံး၍စုံစမ်းလေမှဟုတွေးမိလေတယ်ငါကြားတာမင်းတို့ညီကိုနှစ်ယောက်ကအဖွားတော်ရင်မြဲကိုမပြုစုပေးကြကြဘူးဆိုအဲ့ဒါဟုတ်သလားခိုင်မြဲထွန်းကကိုရင်ဟာမချီသွားပြဲရဲပြပြီးအစားတော့အဖွားကိုတပည့်တော်တို့ညီကိုတွေကောင်းကောင်းမွန်ပြုစုပေးကြပါတယ်ကိုရင်ဟာနောက်တော့အဖွားခဏခေါ်နှင်းခိုင်းနေတပည့်တော်တို့စောနေချိန်လဲခေါ်နှင်းခိုင်းတာပဲတခါနှင်းခိုင်းရင်အကြာကြီးနှင်းပေးရတယ်အဖွားကိုနှင်းပေးပြီးရင်တပည့်တော်တို့ညီကိုနှစ်ယောက်စလုံးမလှုပ်ချင်မသေးချင်တော့အောင်ကိုနွမ်းဖတ်သွားကြတယ်ကိုရင်နေလို့မကောင်းချင်တယ်လို့ဖြစ်သွားတာဗျာဒါကြောင့်အမေကိုဖွင့်ပြောတော့အမေကတပည့်တော်တို့တနာပြီးတော့နေတဲ့နေကင်းဘက်ဆိုတပည့်တော်တို့ညီကိုအိမ်မှာမနေကြနဲ့ရှောင်နေကြရွာထဲသွားကစားကြကြီးဆိုပြီးတော့လွတ်ပေးထားတာအဲ့ဒီလိုကြတော့ကြံခဲ့တဲ့မင်းတို့ညီမလေးကိုခေါ်မခိုင်းဘူးလားမိယူကြအဖွားခေါ်မခိုင်းဘူး तू ကငယ်သေးတယ်လीနောက်ပြီးတော့မိယူကလည်းအဖွားခိုင်းဘာမှလုံးမပေးဘူးသူ့ဘာသာသူအိုးပုတ်တွေနဲ့ကစားနေတာဟုတ်မိယူကဘာလို့အဖွားခိုင်းတာမလုပ်ပေးတာလဲကွာဒါဒီလိုပါတခါတော့ကမိယူတယောက်တည်းအဖွားခိုင်းနဲ့ဝင်သွားဘူးလေမိယူကငငယ်လေးကပိုးဝက်ဆိုရင်တေကြောက်တာလေသူ့ဘောပိုးဟန်များကြလာလို့ကတော့တကိကိနဲ့တက်ကြောပဲမိယူကအဖွားခန်းထဲမှာပိုးဟက်တွေ့တဲ့တကောင်လည်းမဟုတ်ဘူးတဲ့အဖွားရဲ့ခြုံဆောင်အောက်ကနေထွက်လာတာ50ကောင်တောင်ဆိုပဲဖျားအဲ့ကလေးကမိယူကအဖွားခန်းထဲကိုလုံးဝမဝင်တော့တာပဲဖျားကိုရင်နန္ဒီယသည်နောက်ထပ်အချက်တစ်ချက်ကိုတီးလိုက်ရပြန်ပြီအဖွားတော်အိမ်မဲအိယာတွင်ပိုးဟက်ကောင်များတွေ့ရသည်ဆိုတော့သူထင်ထားတာနဲ့အတော့ကိုနီးစပ်နေပြီဟုတွေးပူလိုက်မိတယ်တက်နေနေပါဦးငါမေးစမ်းအောင်မယ်ခိုင်မြဲမင်းတို့ကအဖွားတော်အိမ်မဲကိုအမြဲနှိပ်ပေးရတယ်ဆိုတော့အဖွားစီကလူမမာနဲ့မနှံဘူးလားကွာဘာပြောကောင်းမလို့ကိုရင်ကနန်တာပေါ့နန်တာမှအတော့နန်တာဗျအောက်တူးနဲ့အပုတ်နိုင်နန်တာတော်တော်ဆိုးတဲ့နိုင်ပါဗျာမင်းတို့အမေတို့အဖေတို့ကအဖွားကိုရေဘက်မတိုက်ပေးကြဘူးလားရေမချိုးရင်တော့မှတစ်နေ့2ကြိမ်လောက်တော့ရေဘက်တိုက်ပေးမှာပေါ့အမလေးကိုရင်ရေဘက်တိုက်ဖို့နေနေတာဒါအဖွားရေကိုမတောက်တာဗျအဖွားအခန်းထဲမှာဖေကဒိုင်းချိုင်လုံးနဲ့ရေချိုင်တဲပေးထားတယ်ရေဆိုင်အော်မတောင်းရအောင်လို့ဆိုပြီးတော့ထားပေးထားတာဘာလို့လဲမသိပါဘူးအဲ့ဒီရေချိုင်တွေကရေအဖွားတစ်စက်မှတော့မတောက်ဘူးအမြဲတုံပြစ်တာတုံနာအဖေတို့မေတို့မသိအောင်ခိုးသွန်တာနော်တပည့်တော်မျက်မြင်ကိုလေးမလို့သိတာတန်ချိုင်ထဲကရေကိုအဖွားတော်ရင်မြဲခေါင်းရင်ပရင်းပေါက်ကနေခိုးသွန်နေတာကိုခိုင်မြဲထွန်းတို့မောင်နှမ3ယောက်စလုံးသိနေကြသည်ဘာလို့လဲဆိုတော့ခေါင်းရင်ပရင်းပေါက်အောက်ကမြေကွက်လက်မှာသူတို့ကစော်ကစားနေကြမဟုတ်လားကိုရင်နန္ဒီယမှာသူဤတန်တရားကိုထပ်မံတီးပြရန်အတွက်အချက်တစ်ချက်ကိုထပ်ရပြန်ပြီဖုံးပိတ်စာသည်ရေကိုကြောက်တယ်အပုပ်နဲ့ဟောင်းတယ်၎င်းအိယာတွင်ပိုးဟက်ပိုးလောင်လန်းစားသောအကောင်ငယ်များကိုတွေ့ရတတ်တယ်အခုအဖွားတော်ရင်မြဲသည်ထိုအချက်များဖြင့်လာ၍ကိုက်ညီနေလေတယ်ဒါနဲ့မနက်ကငါဆုံးငံကြွတော့မင်းတို့မေအမဲသားဟင်းတွေပျောက်ကုန်နေဆိုအဲ့ဒါဘယ်လိုဖြစ်တာလဲခိုင်မြဲပြောမပြောချင်ပါဘူးကိုရအဲ့ဒါလည်းအဖွားလက်ချက်ပဲနေမှာပဲအဖွားရေသာမတောက်တာနော်တနေ့သူ့ထမင်းကျွေးရင်အသားကြီးမပါလို့မရဘူးအဖေကအဖွားကိုဓာတ်စာလေးဆိုပြီးတော့အသီးနှံလေးများတက်လဲကျွေးလို့ရှင်တိုင်လုံးပြောင်းဆောင်တာမှချွေးမပီသားတယ်ရောက်ခမပေါ်မတရာဘူးအသားငါးရင်ကြတော့သူတို့ဘာသာဖွက်စားတယ်ငါ့တော့အသီးရွက်နဲ့ကျွေးတယ်ငါ့ကိုအငတ်ထားခြင်းကြတာလားဆိုပြီးတော့ဘာဖြစ်နေညာဖြစ်နေနဲ့စူပူပါလေးကိုရင်ဟာအဖေပြန်လာရင်လဲကရုံးကရိုက်နဲ့အဖေနဲ့မေကိုရန်တိုက်ပြီးသေးတယ်လေသူ့ကိုထမင်းမကျွေးပါဘူးအငတ်ထားပါတယ်ဆိုပြီးတော့ရန်တိုက်ပြီးတာအဖေကဘာသိမှလဲသူ့အမေကိုအဲ့ဒါလိုလောက်ရကောင်းလားဆိုပြီးတော့အမေကိုရိုက်တာပေါ့ဒါကြောင့်အမေကသူမစားရင်နေပါလိမ့်စေအဖွားကိုအသားငါးရင်တစ်ခုပေါအောင်ချက်ကျွေးရတယ်အဲ့ဒါမှအဖွားကကျင်းတဲ့တကိုးကိုရင်အဲ့ဒီလိုနေပါအောင်ခိုင်မြဲမင်းခုနကပြောတဲ့ထဲမှာဟင်းပြောက်တာအဖွားလက်ချက်ပဲနေမှာဆိုတော့မင်းအဖွားဟင်းကိုစားတာမြင်ဘူးလို့လားမြင်ဘူးတာဗောကိုရင်အဲ့တော့ဆိုတပည့်တော်လေးကြောက်လုံးတော့အော်လဲမော်ရဲအသားလေးတိတ်အိပ်ရတယ်ဝင်ပြီးတော့စောင်းကောင်းပြီးခြုံနေရတယ်အဖွားမီးဖို့ကြောင့်လည်းအသားဟင်းတွေကိုအငန်းမြစားနေရများလူလူတော့မထင်အောင်ဗျာကြောက်စရာကြီးကိုရင်
တပည့်တော်လည်းပူဆိုးတာကအလက်ကောင်စားနေထုံးသူလည်းဖွားစားတော့မြင်မှုတယ်သူဆိုဖျားတော်ယူတာနော်ဟေးဇာနီထုံးကဘလို့မြင်ရလို့လဲခိုင်မြဲထုံးကအခုပြောခုပင်မြင်တွေ့ရတယ်လို့ကြောက်ရွံ့စွာပြန်ပြောင်းပြောပြလေတယ်အဲ့ဒီနေ့ညနေကအဖွားအတွက်ဝက်ကလေးစာရင်ချက်ကြွေးတယ်အစိတ်သားပဲချက်တာဆိုတော့တမိသားစုလုံးညနေစာစားပြီးမှဟင်းရောထမင်းရောကုံသွားတာအိုးတွေပကံတွေတပည့်တော်အကုန်ဆေးပြီးတော့ပကံစီမှာမှောက်ထားလိုက်တာပေါ့